1999ခုနှစ်ဇူလိုင်လ21ရက်နေ့ပေါ့ဗျာအမေရိကန်အလာဘားမားပြည်နယ်ဟန်စ်ဖီးလ်မြို့မှာပါ NASA အင်ဂျင်နီယာတယောက်ကသူ့ရဲ့ကွန်ပျူတာရှိမှအလုပ်လုပ်ရင်းစိုက်ကြည့်နေတော့မှာပဲထူးထူးဆန်းဆန်းကုတ်လိုင်းတွေကတစ်ခုပြီးတစ်ခုပျောက်ကွယ်သွားတာကိုမြင်လိုက်ရတယ်ဗျာတစုံတယောက်ကသူတို့ရဲ့လုံခြုံရေးကွန်ရက်တွေကိုကျူးကျော်ဝင်ရောက်နေပြီဆိုတာသိလိုက်ရတဲ့အချိန်မှာတော့နောက်ကျသွားပြီပေါ့ညနေပြင်ပေါ်မှာဖိုင်တွေကတစ်ဖိုင်ပြီးတစ်ဖိုင်ပျောက်ဆုံးကုန်ပြီဗျာအဲ့ဒီဖိုင်တွေကတခြားမဟုတ်ဘူးနော်နိုင်ငံတကာအာကာသစခန်း ISS အတွက်အသက်ကေစနစ်တွေဖြစ်တဲ့ ELSS software တွေဖြစ်နေတာပါအဲ့ဒီတော့က NASA ဟာအရေးကြီးတဲ့စနစ်တွေကို21ရက်တိုင် offline လုပ်ပြီးပိတ်ထားလိုက်ရတယ်ဗျာအာကာသတွေက ISS စခန်းကြီးကဘာအထောက်ပံ့မှမပါပဲပတ်လန်းထဲမှာသူ့အလိုလိုလေးပတ်နေကြရတာပေါ့ဒါပေမဲ့ NASA ကတခုတည်းတော့ပြတ်မှတ်မဟုတ်ဘူးဗျာအဲ့ဒီအချိန်မှာပဲပင်တဂွန်ရဲ့ချို့ဝှက်အီးမေးလ်တွေပါခိုးယူခံနေတာပါနျူကလ িয়ার ကာကွယ်ရေးလုပ်ထုံးလုပ်နည်းတွေကစစ်ပိုင်ဆိုင်ရာစခန်းဝက်တွေပါအကုန်ပါသွားတာပေါ့ဗျာဒါပေမဲ့ဒီဟက်ကာဟာအပျော်တမ်းအမားတစ်ခုလုံးမိသွားတယ်ဗျာအဲ့ဒါကဘာလဲဆိုတော့သူဟာ login ဝင်တဲ့အခါသူ့ရဲ့အိမ်က IP လိပ်စာကိုတုံးမိသွားတာပါပဲ FBI ကဒီ IP ကိုခြေရာခံလိုက်တဲ့အခါမိုင်ယာမီကအိမ်လိပ်စာတစ်ခုကိုမိသွားတယ်ဗျာအေဂျင့်တွေကတော့နိုင်ငံခြားသူယုံတွေပဲဖြစ်ရမယ်ဒါမှမဟုတ်အကြမ်းဖက်သမားတွေပဲဆိုပြီးနက်နက်တီနဲ့အသင့်ပြင်ထားကြတာပေါ့သူတို့တကားကိုကန်ဖွင့်ပြီးဝင်သွားတဲ့အချိန်မှာတော့တွေ့လိုက်ရတာကညအိပ်ဝတ်စုံကြီးနဲ့အသက်15နှစ်အရွယ်ကောင်လေးတစ်ယောက်သူ့ကွန်ပျူတာရှိမှထိုင်နေတာကိုပဲတွေ့လိုက်ရတယ်ဗျာဒီစေကျော်တဲ့လေးကဘာတူလဲသူကပင်တဂွန်လိုနေရာမျိုးဘလို့များဖောက်ထွင်းနိုင်ခဲ့တာလေဗျာသူ့နာမည်ကဂျိုနာသန်ဂျိမ်းစ်ပါ1989ခုနှစ်သူအသက်6နှစ်သားအရွယ်မှာပရိုဂရမ်မာဖြစ်တဲ့သူ့ဖခင်က Gateway PC တလုံးအိမ်ကိုယူလာခဲ့ရကနေစသွားပေါ့လအနေငယ်အတွင်းမှာပဲဒီကလေးကမီနူးတိုင်းကိုကြက်မှတ်သွားနိုင်ပြီဗျဒင်းတွေဆိုလဲနိုင်အောင်ကစားနိုင်ုံတွေမကဘူးသူ့အဖေတောင်မဖြီးနိုင်တဲ့နီးပညာမိခွန်းတွေကိုပါမီးလာတော့တာပေါ့အသက်8နှစ်အရွယ်မှာဂျိုနာသန်ဟာသူ့ရဲ့ပထမဆုံးစကားဝတ်ကိုဖောက်ထွင်းပြခဲ့တယ်ဗျအဲ့ဒါကဘာလဲဆိုတော့သူ့အဖေကသူ့ကွန်ပျူတာသုံးတာကိုကန့်သတ်ဖို့လုပ်ထားတဲ့မိဘထိန်းချုပ်မှုစနစ်ပေါ့ဗျတညမှာသူ့အဖေကမနက်3နာရီမှာသူ့ကိုတွေ့လိုက်တဲ့အခါဂျိုနာသန်ရဲ့မျက်လုံးတွေကတွေးတက်နေပြီးလက်ချောင်းတွေကကီးဘုတ်ပေါ်မှာပြန်လွှားနေတာပေါ့ပြစ်ပေးတဲ့အနေနဲ့ကွန်ပျူတာကိုနှစ်ပတ်အသိခံလိုက်ရတယ်ဗျဒါပေမဲ့ဂျိုနာသန်ကတော့ညှိမနေဘူးဗျသူ့ရဲ့တုံ့ပြန်မှုကအားလုံးကိုအံ့ဩသင့်စေခဲ့တာပါသူဟာသူတက်နေတဲ့ Power Metal အလဲတန်းကျောင်းရဲ့အမှတ်ပေးစနစ် grading system တွေကိုဖောက်ထွင်းဝင်ရောက်လိုက်တာပေါ့ပြီးတော့သူ့ရဲ့သင်္ချာအဆင့် C ကိုအဖြစ်အောင်ပြောင်းလိုက်တယ်ဗျာပြင်ထားတဲ့အမှတ်စရင်းကိုထမင်းစပွဲပေါ်ပြစ်တင်ပေးလိုက်ပြီးကျွန်တော်ကွန်ပျူတာကိုပြန်ပေးပါဒါဆိုရင်ကျွန်တော်အမှတ်တွေကအမြဲတမ်းပြည့်လုံးနေလိမ့်မယ်လို့ပြောလိုက်တာပေါ့ဗျာဒီဆိုရင်ကြောင်သွားတာပေါ့ဖေကတော့ချက်ချင်းသိလိုက်တယ်ဒီကောင်လေးသုံးသွားတဲ့ကုတ်က SQL injection ဆိုတဲ့နည်းပညာဗျဒါက programmer အများစုတောင် college ရောက်မှတက်တဲ့အရာပေါ့အဲ့ဒီညမှာပဲကွန်ပျူတာကိုပြန်ပေးလိုက်ရပါတယ် online လောကမှာတော့ဂျိုနာသန်ကို comrade လို့သိကြတယ်ဗျ profile ပုံမရှိကိုရေးအချက်လက်မရှိပေမဲ့ရဲ့ပါရမီကြောင့်ဝါရင်းဟက်ကာတွေတောင်တတိပြုမိလာကြတယ်ဗျ Most hate ဆိုတဲ့ဆရာတယောက်ကသူ့ကိုအဓိကစီးမြင်တစ်ခုတင်ပေးခဲ့တယ်ဗျအဲ့ဒါကပြစ်မှတ်တစ်ခုတည်းကိုနှစ်ကြိမ်မတိုက်ခိုင်နဲ့တဲ့အမြဲတမ်းပုံမြင့်တဲ့နေရာကိုပဲတက်လှမ်းဖို့ပေါ့ဂျိုနာသန်ကသူ့အန်ဆွဲထဲမှာမှတ်စုစာအုပ်တအုပ်နဲ့အကုန်မှတ်ထားခဲ့တယ်ဗျအဲ့ဒီမှတ်စုတွေကနောက်ပိုင်းမှာတက်တည်တွေဖြစ်လာခဲ့တာပေါ့သူ့ရဲ့ပထမဆုံးစစ်မှန်တဲ့ပြစ်မှတ်ကတော့1999ဖေဖော်ဝါရီမှာပါသုံးဆွဲသူ22တန်းရှိတဲ့စက်သွေးရေးကုမ္ပဏီကြီး Bell South ပေါ့ ဂျိုနာသန်ဟာသူတို့ရဲ့ကွန်ရက်ကို3ညစတိုက်စကန်ဖတ်ပြီးနောက်မှာအားနေချက်ရှိနေတဲ့ server တစ်ခုကနေအထဲကိုအေးအေးဆေးဆေးပဲဝင်သွားခဲ့တယ်ဗျ။သုံးဆွဲသူအချက်လက်တွေငွေတောင်းခံလွှာစနစ်တွေအတွင်းပိုင်း email တွေထဲမှာစိတ်ကြိုက်ရှောက်ကြည့်ခဲ့တာပေါ့။ကုမ္ပဏီတစ်ခုလုံးရဲ့စက်သွေးရေးအခြေခံအဆောက်အအုံကစောင့်ရှောက်သူမရှိတဲ့မြို့တစ်မြို့လိုသူ့ရဲ့ရှိမောက်ကိုရောက်လာတာပေါ့ဗျ။ဒါပေမဲ့သူကဘာမှလည်းမဖြတ်ဘူး။ဘာမှလည်း download မဆွဲဘူးဗျ။ admin ရှစ်လကြာတဲ့အထိတတိမထားမိအောင် log file တစ်လိုင်းလေးကိုပဲခြံထားခဲ့တာပေါ့။သူကဒါကိုလေ့ကျင့်ခန်းလို့ခေါ်တယ်ဗျ။အသက်15နှစ်အရွယ်မှာဂျိုနာသန်ဟာ Fortune 500 ကုမ္ပဏီကြီးတစ်ခုကိုဖောက်ထွင်းပြီးပြီဗျာအဲ့ဒီတော့ကျောင်းတက်ရတာကသူ့အတွက်အဓိပ္ပာယ်မရှိသလိုဖြစ်လာတာပေါ့လက်တွေ့ကဘာကြီးကိုတော့ကုန်းနဲ့ပြန်ရေးနိုင်နေပြီပဲဘာလို့ calculus ကိုသင်နေအောင်မလဲဆိုတဲ့အတွေးပေါ့ဗျာသူ့အခန်းထဲမှာ poster တွေအစား
ကွန်ရက်ပုံစံကားချက်တွေနဲ့ assembly code တွေပဲပြည့်နေတာပေါ့တခြားသူတွေကကားလိုက်ဆန်အတွက်စိတ်ပူနေချိန်မှာဂျော်နသန်က NASA ရဲ့ လျှို့ဝှက်စာတမ်းတွေကိုလေ့လာနေခဲ့တာဗျဇွန်လနှောင်းပိုင်းညတညမှာတော့သူကိုယ်တိုင်တိစောက်ထားတဲ့ Linux ဆက်ရှိမှာထိုင်နေနေ Dogov နဲ့ဆုံနေလုံခြုံရေးမရှိတဲ့စာပါတစ်ခုကိုတွေ့သွားတယ်ဗျ IP လိပ်စာကိုကြည့်လိုက်တော့အလဘားမှာ Hansby ဖြစ်နေတာပေါ့အဲ့ဒါ NASA ရဲ့ရှိတကားကြီးကိုသူရှာတွေ့သွားတာပဲဗျ1999ခုနှစ်ဂျွန်နသန်က NASA ရဲ့ Marshall Space Flight Center ကအသုံးပြုတဲ့ server တစ်ခုကိုစစ်ဆေးမိတဲ့အခါမှာအံ့ဩစရာကောင်းတဲ့အားနည်းချက်တစ်ခုကိုတွေ့ခဲ့တာပါဂျွန်နသန်တော့မယုံနိုင်ဘူးပေါ့စက္ကန့်ကို3ချိန်လောက်ထပ်လုပ်ကြည့်တော့လေဒါပဲဖြစ်နေတာ NASA ရဲ့လုံခြုံရေးကသူ့ကြောင်းထက်တောင်အားနည်းနေတယ်လို့ပဲပေါ့ဂျွန်နသန်ဟာအပေါက်ငယ်လေးတစ်ခုကနေအရင်ဝင်တယ်ပြီးမှစနစ်ရဲ့အဓိကအစိပ်ပိုင်းကိုတိုက်ခိုက်ပြီးအင်ရှင်နေရာကိုလူယူလိုက်တာပါအဲ့ဒီနောက်မှာတော့ကွန်ရက်ထဲကဆက်73လုံးကို18မိနစ်အတွင်းအကုန်သိမ့်ပိုက်တိုင်နိုင်တာဟာခေကိုကြောက်စရာကောင်းတဲ့ထိုးဖောက်မှုမျိုးဖြစ်ပါတယ်ဗျဘသူမှလည်းမသိလိုက်ဘူးသူတွေးလိုက်ရတဲ့စာရွက်စာတမ်းတွေအရာဒီစနစ်တွေဟာ ISS အာကာသစခန်းရဲ့အသက်ကယ်စနစ်တွေကိုထိန်းချုပ်နေတာဗျအောက်ဆီဂျင်ထုတ်တာကိုကာဗွန်ဒိုင်အောက်ဆိုက်ဖယ်တာကိုပူချိန်ထိန်းညှိတာကိုအာကာသရေမှုတွေအသက်ရှင်ဖို့အတွက်အရာအလုံးကိုထိန်းချုပ်ထားတဲ့ကုတ်တွေပေါ့ဗျအလွန်နှေးတဲ့အင်တာနက်နဲ့ NASA ရဲ့အရေးကြီးတဲ့အချက်လက်တွေကို2 နာရီကြာအောင်ခိုးယူ download နေခဲ့တဲ့ဂျိုနာသန်ရဲ့အသေးရစရာအခိုက်အတန့်ပေါ့ဗျာ NASA ကတော့ဒီကုတ်တွေကိုဒေါ်လာ9000တန်ဖို့သတ်မှတ်ထားတယ်ဗျဒါကတာမန် data တွေမဟုတ်ဘူးလေအာကာသယာဉ်မှုတွေရဲ့အသက်နဲ့တိုက်ရိုက်ပတ်သက်နေတာဂျိုနာသန်ရဲ့ hard drive ပေါ်ကိုအဲ့ဒီကုတ်တွေအကုန်ရောက်သွားပြီပေါ့ NASA ရဲ့စနစ်ကတော့နောက်ပိုင်းမှာပုံမှန်မဟုတ်တာကိုစတတိထားမိတော့တယ်ဗျဇူလိုင်လ9ရက်နေ့မှာ admin James McCarthy ကစစ်ကြည့်တော့မှာ backdoor အကောင့်တွေရှိနေတာကိုတွေ့သွားတာဗျအားလုံးကိုအခုချက်ချင်းပိတ်လိုက်ပါလို့အမိန့်ပေးလိုက်ရတယ်ဗျ NASA ဟာ server 43လုံးကို9ရက်ကဖျက်တုပ်လိုက်ရပြီကုတ်လိုင်းပေါင်း3.2 သန်းကျော်ကိုတလိုင်းချင်းပြန်စစ်ရတော့တာပေါ့ ISS စခန်းကြီးကလည်းအရေးပေါ်အရန်စနစ်တွေနဲ့ပဲလေပတ်နေကြရတယ်ဗျစဉ်းစားကြည့်ပါဦးဒီလိုဘီလီယံနဲ့ချီတဲ့အဖွဲ့အစည်းတွေကိုစေချိုသက်လေးကအနိုင်ယူသွားတာဗျဂျူနာသန်ကတော့သူရလာတဲ့ကုတ်တွေကိုကြည့်ပြီးစိတ်ပြတ်နေတယ်ဗျဒါတွေကအမိုက်တွေပဲလို့တော့ IRC မှာသူကရေးခဲ့တာပေါ့နောက်တော့ဟက်ကာတယောက်က NASA တောင်တီလောက်ဆိုရင်ပင်တာဂွန်ကသာစဉ်းစားကြည့်လို့ပြောလိုက်ရကနေဂျူနာသန်ရဲ့စိတ်ကူးတွေပြောင်းသွားတာပေါ့ဗျာအသက်15နှစ်အရွယ်ကောင်လေးတယောက်ကသူ့အိတ်ခမ်းထဲကနေဘယ်လိုချိုးဝှက်စနစ်တွေကိုဝင်ကြည့်အောင်မလဲဗျာ1999 August 4မှာကာကွယ်ရေးချင်းချောင်းမှုရှော့ချရေး agency DTRA ကိုသူစတိုက်ခိုက်တယ်ဗျပင်တဂွန်ရဲ့နျူကလ িয়ার ကာကွယ်ရေးကွန်ရက်ကြီးကတန်ဖိုးနေတဲ့တော့ခလောက်တစ်ခုလို့ပွင့်သွားတာဗျဂျော်နသန်ကအထဲမှာပက်ကက်စနစ်ဖာတစ်ခုတက်ဆင်လိုက်တော့အဲဒီကဖြတ်တန်းသွားတဲ့ data တိုင်းကဂျော်နသန်စီမိတ်တို့ရောက်လာပြီပေါ့ defense.gov လိပ်စာက email တွေနျူကလ িয়ার စနစ်ချိုးဝှက်မှတ်တမ်းတွေအကုန်ပါလာတာဗျလီဘတ်အတွင်းမှာ email ပေါင်း3312စောင်စကားဝတ်ပေါင်း1889ခုနဲ့တာဝန်ထမ်းဆောင်နေတဲ့စစ်ဗိုလ်ကြီးတွေရဲ့အကောင့်တွေကိုပါသူရသွားတယ်ဗျအဲ့ဒီထဲမှာဒုတိယဗိုလ်မှူးကြီးတွေပါတာပေါ့ဗျဂျိုနသန်ဟာအမေရိကန်ရဲ့အမြင့်ဆုံးကာကွယ်ရေးဗျူဟာတွေစီဝင်ပေါက်ရသွားပြီဗျစက်တင်ဘာ3ရက်နေ့မှာသူဗိုလ်မှူးတယောက်ရဲ့လုပ်ငန်းစဉ်တွေကိုဝင်ကြည့်တဲ့အခါမြောက်ကိုရီးယားဒုံးကျည်ချင်းချောက်မှုအကဲဖြတ်ချက်တွေနျူကလ িয়ার ရေငုပ်တင်ပေါ်ဆက်သွယ်ရေးလှုပ်ထုံးလုပ်နည်းတွေအကုန်တွေ့တာပေါ့ဗျအသေးစိတ်ဖော်ပြထားတယ်တရုတ်စစ်ဘက်ပေါ်စိုက်ဘာစစ်စင်ရေးဗျူဟာတွေကိုပါသူကဖတ်နေရတာဗျစဉ်းစားကြည့်ဦးမိုင်ယာမီကကောင်လေးတယောက်ကဗိုလ်ချုပ်တွေထက်တောင်နိုင်ငံရဲ့အခြေအနေကိုပူသိနေတာဗျနျူကလ িয়ার လက်နက်တိုးလောင်မှုအစီအစဉ်တွေရုရှားသိပ္ပံပညာရှင်တွေရဲ့အမိစရင်းတွေအကုန်လုံးပေါ့ဒါရိုက်တာတွေနဲ့ကာကွယ်ရေးဝန်ကြီးတို့ကြားကချို့ဝှက် email တွေကိုပါသူဖတ်ခွင့်ရနေတာဗျဒါပေမဲ့ဂျော်နသန်ကဒီ data တွေကိုဘယ်တော့မှမရောင်းစားဘူးဗျသူက Pentagon Trophy ဆိုတဲ့ဖိုက်တွဲထဲမှာသိမ်းထားရုံပဲဒါပေမဲ့ IRC လိုင်းမှာတော့ငါတိထားတာတွေနဲ့တင်တတိယကဘာစစ်စလို့ရတယ်လို့ကြွားမိတာပေါ့ဟက်ကာအချင်းချင်းစိန်ခေါ်လိုက်တော့ဂျော်နသန်ကချို့ဝှက်စာကြောင်းတစ်ကြောင်းကိုပြလိုက်တယ်ဗျတလိုင်းလုံးတိတ်ဆိတ်သွားတာပေါ့ Comrade ဟာအမေရိကန်ရဲ့အမြင့်ဆုံးအဆင့်တွေထိဖောက်ထွင်းနိုင်ခဲ့ပြီဆိုတာအားလုံးနားလည်သွားကြတယ်ဗျာဒါပေမဲ့ဒီလိုအန်ဒီယေကြီးတဲ့ချို့ဝှက်ချက်တွေကို သူဘလောက်ကြာထိန်းထားနိုင်မလဲပေါ့အောက်တိုဘာ29မှာတော့ DDR တွေက data တွေပုံမှန်မဟုတ်တာကိုသတိထားမိသွားတယ်ဗျပုံစံတွေက data တွေခိုးယူခံရတာပြနေတာပေါ့အဲဒီမှာလေ FBI နဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေရောက်လာတော့တာပဲဗျာသူတို့ကရုရှားဒါမှမဟုတ်တရုတ်တရှိုတွေလိုပဲထင်နေကြတာဘယ်သူမှမစစ်ဆေးခဲ့ပါဘူးမိုင်ယာမီကအထက်တန်းចောင်းသားလေးတစ်ယောက်ဖြစ်နေမယ်လို့ပဲဒါပေမဲ့ဂျော်နသန်ကအမှားတစ်ခုလုပ်မိသွားတယ်ဗျတိုက်ရိုက်ချိတ်ဆက်မှု3စက္ကန့်လောက်လုပ်မိရတာကနေသူ့အိမ်က IP ကို FBI ကမိသွားတာဗျာသူ့နာမည်ကဂျော်နသန် James အသက်16နှစ်ပေါ့တိုက်ဆိုင်စစ်စီကြီးတဲ့အခါမှာ
NASA ကို hack ခဲ့တဲ့ IP နဲ့အတူတူပဲဖြစ်နေတာပေါ့ဒီစင်မှာရှိခဲ့မှာတော့ FBI ကသူ့နောက်ကိုတလောက်တားမှလိုက်တော့တာပေါ့ဗျာ agent တွေဟာသူ့ကိုစောင့်ကြည့်တဲ့အခါကျောင်းကိုစပိန်စီးသွားတဲ့တာမန်ကလေးတစ်ယောက်ပဲဖြစ်နေတာကိုတွေ့ရတယ်ဗျဆရာမတွေကိုမေးကြည့်တော့လဲသူကအရန်တော်တဲ့ကျောင်းသားပါတယ် IQ 159တောင်ရှိတာပေါ့ IT ဘိုင်းမှာတော့သူကပါရမီရှင်ပဲဗျာကျောင်းက IT ဆရာတွေ2ရက်ကြာမပြင်နိုင်တာကိုသူကမိနစ်20နဲ့ပြင်ပေးခဲ့တာပေါ့ FBI လည်းသိသွားပြီသူတို့ဖမ်းရမှာကတရှိုးမဟုတ်ဘူးပါရမီရှင်ကလေးတစ်ယောက်ဖဲဆိုတာကိုပေါ့2000ပြည့်နှစ်ဇန်နဝါရီ26မနက်4နာရီခွဲမှာ FBI ကတကားကိုကန်ဖွင့်ဝင်သွားတဲ့အချိန်မှာသူကတော့နားချက်ကြီးတက်ပြီးကုတ်တွေရိုက်နေတော့ဗျာအေဂျင့်ကသူ့ပခုံးကိုပုတ်လိုက်တော့မှသူတိသွားတာဗျာပြီးတော့ခမရတို့ဘယ်တော့လာမလဲလို့ကျွန်တော်တွေးနေတာလို့တော့ပြန်ပြောလိုက်သေးတယ်ဗျာအန်ဆွဲထဲမှာသူဟက်ခဲ့တဲ့နေရာပေါင်း89ခုရဲ့အသီးစိတ်တွေအကုန်ရှိနေတာပေါ့ပါဝင်တဲ့အထောက်အထားတွေအကုန်မိသွားဖို့ဗျာဂျိုနသန်ကလည်းအကုန်ဝန်ခံခဲ့တယ်ဗျာ FBI ကိုတော့သူကနီးပညာတွေပြန်တင်ပေးလိုက်သေးတယ်ဗျာဂျိုနာသန်စီကရတဲ့အချက်လက်တွေက FBI အတွက်တော့အဖိုးမဖြတ်နိုင်ဘူးပေါ့2000ပြည့်နှစ်စက်တင်ဘာ21မှာတော့သူကသူ့အဖေရဲ့ဝတ်စုံကြီးကိုဝတ်ပြီးတရားရုံးမှာရက်နေရတာပေါ့ဆွဲချက်တွေကတော့အယမ်းများတယ်ဗျအငယ်ဆုံးဟက်ကာအဖြစ်သူတမိုင်းတွင်သွားတာပေါ့ဒါပေမဲ့သူ့ရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ဂျိုနာသန်ကိုတရားသူကြီးက6လထောင်ဒဏ်နဲ့3နှစ်ခံဝန်ချလိုက်တယ်ဗျပြင်လိုက်တယ်ဗျအသက်18နှစ်အထိကွန်ပျူတာအသုံးမပြုရဘူးတဲ့သူကတော့ကျွန်တော်ဘသူကမှနာကျင်အောင်မလုပ်ချင်ခဲ့ပါဘူးကျွန်တော်လုပ်နိုင်တယ်ဆိုတာကိုပဲတက်တည်ပြချင်ခဲ့တာပါလို့ပြောခဲ့တယ်ဗျာထုံးထဲမှာလေသူကအကျဉ်းသားတွေကိုတင်ချတင်ပေးရင်အချိန်ကုန်ခဲ့ရတာပေါ့သူ့ရဲ့စာတမ်းတွေက NASA ရဲ့အမျိုးသားလျှို့ဝှက်စာတင်ကျောင်းမှာတော့မတင်မနေရဖတ်စာအုပ်ဖြစ်လာခဲ့တယ်ဗျာ2001မှာသူလွတ်လာတဲ့အခါမှာတော့ကဘာကြီးကပြောင်းလဲနေပြီပေါ့9/11ဖြစ်ရနောက်ပိုင်းမှာစိုက်ဘာလုံခြုံရေးကအရန်အရေးကြီးလာတယ်ဗျာသူကတော့ကွန်ပျူတာမကင်ပဲ Radio Shack မှာအစုပ်ဝင်လုပ်နေခဲ့ရတာပေါ့ကိုယ်တိုင်မကန်ရတဲ့နည်းပညာတွေကိုသူများတွေကိုပြန်ရောင်းပေးနေရတဲ့ဘဝပေါ့ဗျာဒါပေမဲ့ဇလန်းကဒီမှာမပြီးသေးဘူးဗျနောက်ထပ်အခန်းကတော့2009မှာ TJX Company တွေ hack ခံရတော့တက်တည်မရှိပဲဂျိုနာသန်ကိုပဲတန်တရားဝင်ချပြန်နေဗျအဲ့ဒီ PR တွေကြောင့်2008ခုနှစ်မှာသူဟာမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်ဗျသူခြံထားခဲ့တဲ့မှတ်စုလေးမှာတော့တရားစီရင်ရေးပေါ်ယုံကြည်မှုမရှိတော့တဲ့အကြောင်းရေးထားခဲ့တာပေါ့အမေရိကန်ရဲ့အားနည်းချက်တွေကိုထောက်ပြခဲ့တဲ့ကောင်လေးဟာသူကိုယ်တိုင်တိဆောက်ပေးခဲ့တဲ့စနစ်ရဲ့သားကောင်ဖြစ်သွားခဲ့ရရှာတာဗျဒီနေ့ပြောပြသွားတာကတော့ကဘာကျော်ဟက်ကာလေးဂျိုနာသန်ဂျေးမ့်စ်ရဲ့အကြောင်းပဲဖြစ်ပါတယ်ဗျဒီဇလန်ရဲ့သင်ခန်းစာကဘာလဲဆိုတော့စိုက်ဘာလုံခြုံရေးဆိုတာနီးပညာတစ်ခုတည်းမဟုတ်ဘူးအဲ့ဒါဟာလူသားတွေရဲ့သဘောတဘာဝစနစ်တွေရဲ့အားနည်းချက်ပြီးတော့ဒီလိုပါရမီရှင်လူငယ်တွေကိုဘလို့ကင်တွယ်မလဲဆိုတဲ့မိခွန်းကြီးတစ်ခုလည်းဖြစ်တယ်ပါရမီရှင်တစ်ယောက်ဟာနီးပညာလောကကိုအများကြီးအထောက်အကူပြုနိုင်ခဲ့ပေမယ့်စနစ်ရဲ့ဖိအားတွေအောက်မှာဘလို့နီးကုန်းချုပ်သွားခဲ့ရလဲဆိုတာတကယ်ကိုဝမ်းနည်းစရာပါပဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့နီးပညာနဲ့သမိုင်းနောက်ခံအဖြစ်အပျက်တွေကိုအမြင်နားဆင်ချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နေဘူးနော်ဒီဗီဒီယိုလေးကိုလည်းသဘောကျတယ်ဆိုရင် like and share လုပ်ပေးသွားပါဦးဗျနောက်ထပ်ဘလို့အကြောင်းအရာတွေကိုသိချင်သေးလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ